ဝါစုသင်္ကန်းတစ်ထည့်လှူဖို့ရင်လည်းပဲအပေမကြဘူးမင်းကွန်းတိပိဋကဆရာတော်ကြီးနဲ့ငါတို့နဲ့ဆရာတပည့်ဖြစ်ဖြစ်မင်းကွန်းမှာငါတို့9နှစ်ကျော်10နှစ်လောက်နေခဲ့တယ်10နှစ်လောက်နေခဲ့တယ်ဆရာတော်ကြီးဝါစုသင်္ကန်းကတရားတွေဟောတာအများကြီးငါတို့နာခဲ့ရတာပေါ့နော်ဒါပေမဲ့လို့အဲ့ဒီဝါစုသင်္ကန်းလှူရင်အပေမကြဘူးဆိုတဲ့တရားကိုဆရာတော်ကြီးဟောတာငါမကြားခဲ့မိဘူးတခါမှဟောတာမကြားဘူးဒီတရားနော်ဒီတရားကိုလေမဟောဘူးဆရာတော်ကြီးကမင်းကဆရာတော်ကြီးဟောတဲ့ဝါစုသင်္ကန်းအလှူဟာများသောအားဖြင့်တော့ကာလဒါနအကြောင်းပဲဆရာတော်ဟောတာဝါစုသင်္ကန်းလှူတာဟာကာလဒါနအချိန်ခါကိုတိပြီးတော့လှူတဲ့အလှူပေါ့သူ့အချိန်ကနဲ့သူလိုက်လျောညီတွေဖြစ်အောင်လှူတာပေါ့နော်တော်လင်္ကာလေးလည်းရေးထားတယ်ဆရာတော်ကြီးကချိန်ခါတိတိဖြင့်လှူတုံလင့်ချိန်တင်ကောင်းကျိုးရာဒါလေးချလည်းပေးတယ်ဆရာတော်ကနော်အချိန်တိတိဖြင့်လှူတုံလင့်တဲ့လှူတဲ့အခါမှာဘယ်အချိန်မှဒီပုဂ္ဂိုလ်ဒီအလှူခံပုဂ္ဂိုလ်ကိုဒီလိုအချိန်မှဒီလိုပစ္စည်းလှူလိုက်လို့ရှိရင်အဆင်ပြေမယ်ဆိုတာသိပြီးတော့မှလှူမယ်ဆိုရင်တဲ့ဒါကိုအချိန်တိတိဖြင့်လှူတုံလင့်နော်ချိန်တင်ကောင်းကျိုးရာတဲ့အဲ့ဒီကုသိုလ်ကကိုယ့်ကိုပြန်အကျိုးပေးတဲ့အခါမှာအချိန်တင်ကိုလိုတဲ့ပစ္စည်းကိုလိုတဲ့ချိန်လွယ်လွယ်ကူကူနဲ့ရတယ်တဲ့အဲ့ဒီအကျိုးတရားရနိုင်တယ်သူကဒါရှိတင်တယ်ကာလဒါနနော်ရှိတင်တယ်ကိုလိုရင်တဲ့ပစ္စည်းကိုလိုချင်မရမလိုတဲ့ချိန်ကျမှလာရရင်လာကရှုပ်တာရှိတယ်ဟုတ်တယ်မလားဆရာတော်ကြီးဟောတာအဲ့ဒါဟောတာပဲနော်ခုနတော့ကအပင်မကြဘူးဆိုတဲ့စကားမဟောဘူးဆရာတော်ကြီးကစာထဲမှာပါတယ်ဒါတိကဆရာတွေဖွင့်တာပါမင်းလည်းသိပါပဲပါဠိတော်ထက္ကရာတိကဆိုတာဟုတ်တယ်မလားပါဠိတော်ထဲမှာမပါဘူးထက္ကရာထဲမှာမပါဘူးတိကမှာပါတာအဲ့ဒီစကားကနော်တိကဆရာကဘလို့လေးထည့်လိုက်တာတုံးဆိုတော့ထာဝရကောင်းမှုကုသိုလ်ပြုဘူးတဲ့သူ၅ပါးသီလတရဏဂုံနဲ့၅ပါးသီလမြဲတဲ့သူနော်အဲ့ဒါစာမရှိတယ်တရဏဂုံမြဲတဲ့သူအပေမကြနိုင်ဘူး၅ပါးသီလမြဲတဲ့သူအပေမကြနိုင်ဘူးနော်ထာဝရကောင်းမှုကုသိုလ်ပြုထားတဲ့သူအပေမကြနိုင်ဘူးဝါစုသင်္ကန်းတစ်ထည်သူကအဲ့ဒီဒီကဆရာရဲ့အဆိုဆိုရင်တစ်ထည်ပဲသူကနော်ဝါစုသင်္ကန်းတစ်ထည်လှူဘူးရင်လည်းပဲတဲ့အပေမကြဘူးဆိုပြီးအဲ့ဒီနောက်ကနေကတ်ထည့်လိုက်တာရှေ့ကသူပြလာတာတော့တရဏဂုံမြဲရင်အပေမကြဘူးမြဲတာဒါအများလက်ခံတယ်နော်၅ပါးသီလမြဲရင်အပေမကြဘူးဒါလက်ခံတယ်နော်ထာဝရကုသိုလ်ပြုထားတဲ့ပုဂ္ဂိုလ်အပေမကြဘူးလက်ခံတယ်အဲ့ဒီနောက်ကနေသူကတပြီးတော့ဧကံဝတ္တဝါတိကံလို့သူကပါဠိလိုထည့်လိုက်တယ်ဧကံဝတ္တဝါတိကံဆိုတော့ဝါစုသင်္ကန်းတစ်ထည့်လှူဖို့ရင်လည်းပဲအပေမကြဘူးဆိုပြီးတော့အင်္ဂုတ္တတိကဆရာကထည့်ရေးလိုက်တာရေးလိုက်တော့အဲ့ဒါလေးကိုကူးပြီးတော့ဓမ္မဂတိကတော်များများကဝါစုသင်္ကန်းကတ်တဲ့အခါမှာတကားလေးကိုဝါစုသင်္ကန်းလှူဖို့ရင်အပေမကြဘူးဆိုပြီးတော့အဲ့ဒီလိုကြီးဟောလိုက်တယ်ဟောလိုက်တော့ဘာငါစဉ်းစားကြည့်တာပေါ့လေမင်းကဆရာတော်ကြီးလည်းဒီတိကသူကြည်ဘူးမှာကွာသူလည်းသိမှာပဲသိပြီမလို့ဆရာတော်မဟောကြတာတော့မပြောဘူးဘာလို့ရှေ့အာဟာရနဲ့ရှင်းကြည့်လိုက်လို့ရှိရင်ရှေ့ကတရဏဂုံမြဲရင်အပေမကြဘူးဆိုတာကဘလို့မပြောလို့မရဘူးမှန်ခိုင်ပါတယ်ပေါ့နော်၅ပါးသီလမြဲတဲ့သူအပေမကြဘူးဆိုတာလည်းခိုင်ပါတယ်လေ၅ပါးသီလမြဲရင်တကယ်မကြပါဘူးတကယ်အမခံရတယ်နော်ထာဝရကုသိုလ်ပြုထားတဲ့သူအပေမကြဘူးဆိုတာလည်းခိုင်ပါတယ်ဒီဝါစုသင်္ကန်းတစ်ထည်လှူဖို့ရင်အပေမကြဘူးဆိုတာကြီးကတိတ်ပြီးတော့မခိုင်မာတဲ့သဘောလေးရှိတယ်ပေါ့နော်ဒါပေမဲ့လို့မကြနိုင်ဘူးလားကြနေသလားဆိုတာကတော့အဲ့ဒါကလှူတဲ့ပုဂ္ဂိုလ်ပေါ်မှာသွားမှုတည်တယ်ဒီတစ်ထည်လေးလှူပြီးလို့ရှိရင်ဒီတစ်ထည်လေးလှူတာကိုဒီတစ်ကြိမ်လေးလှူတာလေးကိုမေ့ပြလိုက်ရင်တော့အဲ့ဒါလေးသတိမရဘဲနဲ့သေးသွားရင်ကတော့မတားနိုင်တော့ဘူးဒီကုသိုလ်နော်မတားနိုင်တော့ဘူးနော်မကြသတိရပေးနေပြီရင်တော့အာစိန်တကံဖြစ်သွားမှာပေါ့နော်ကုသိုလ်တစ်ခါပြုပြီးလို့ရှိရင်ကိုပြုတဲ့ကုသိုလ်ကိုမကြသတိထားပြီးတော့ရနေလို့ရှိရင်အဲ့ဒီကံကအာစိန်တကံလို့ခေါ်တာပေါ့နော်လက်ကျက်သွားတဲ့ခါကျတော့ဒီကံนี้မှာ तू ကလာပြီးတော့ထင်တတ်တယ်အဲ့ဒီလိုထင်လိုက်လို့ရှိရင်တော့အဲ့ဒီကံကတားပေးနိုင်တယ်အဲ့ဒီလိုလာမထင်ရင်ကတော့ तू ကမတားနိုင်အဲ့တော့ तू ကဟိုဟာကနည်းနည်းလေးစကားကဝါပုသွားတာလိုးသွားတာ तू ကဒီဝါသူသင်္ကန်းတစ်ထည်လှူဖို့ရင်ပဲမကြဘူးဆိုတော့နည်းနည်းလေးကိုယ့်ပဲဆွဲခေါ်သလိုကြီးဖြစ်သွားတာပေါ့ဟုတ်တယ်မလားစကားတွေကိုလေနော်ဒါကြောင့်မို့လို့နေမှာဆရာတော်ကြီးကတော့အဲ့ဒီဟာခေါ်တာငါတခါမှမကြဘူးဆရာတော်ကြီးနဲ့သူ9နှစ်10နှစ်လောက်နေနော်ဟုတ်တယ်စဉ်းစားကြည့်တော့လေအဲ့လားမင်းတို့ကလည်းအဲ့ဒါပြောမလို့ပါအကယ်၍သူပြောတဲ့အတိုင်းပေါ့နော်ဝါစုသင်္ကန်းတစ်ထည်လှူဖို့လို့အပဲမကြဘူးဆိုရင်တော့ခုနကငါပြောသလို
အဲ့ဒီလှူဖို့တဲ့တထဲလေးလှူတာလေးကိုခဏခဏတော့တတိယပေးနေရမှာမရလို့အာစိဏကံဖြစ်အောင်လုပ်ပေးရမှာပေါ့နော်အာစိဏကံမဖြစ်ရင်တော့အာသန္တကံမဖြစ်ဘူးလို့ခေါ်တာအာစိဏကံလေးချက်ထားတဲ့ကံကသာလင်ဒီကံဒီမှာလာပြီးတော့နမိတ်ထင်တာဟုတ်လေးချက်မရှိလို့ရှင်မထင်တော့ဘူးလေမိတ်သွားရင်လေအဲ့တော့အဲ့ဒီဟာလေးကလိုတယ်အဲ့ဒါလေးကိုလည်းပဲသိစေခြင်းနဲ့နော်तू ကဝါဆိုသင်္ကန်းကလှူတဲ့အလေးထားကလည်းပဲကိုရွာနာမှာဝါကတ်တဲ့ကိုတော်ကိုလှူရတာဖြစ်တဲ့အတွက်ဖះလက်ထက်ကတော့နှစ်စဉ်သူလှူတဲ့သဘောရှိတယ်ဝါဆိုရောက်ရင်ကိုရွာနာဝါလာကတ်တဲ့ဘုန်းကြီးသင်္ကန်းလှူတာပဲဝါဆိုရောက်ပြီဆိုရင်ကိုရွာနာဝါကတ်တဲ့ဘုန်းကြီးသင်္ကန်းလှူတာဆိုတော့ तू ကလည်းပဲထာဝရကုသိုလ်မျိုးသားတဲ့တော့ဝင်ပါတယ်ဒါတော့နှစ်စဉ်လှူသွားတာကိုနော်အဲ့လိုထာဝရကုသိုလ်မျိုးသားတဲ့ထဲ့မယ်ဆိုရင်တော့ဒီဝါဆိုသင်္ကန်းလှူတဲ့ကုသိုလ်ကအပေတကားပိတ်တယ်လို့ပြောမယ်ဆိုရင်တော့ရပါတယ်အဲ့တော့ရမယ်ဆိုပေမဲ့လို့ခုနကငါပြောသလိုအဲ့ဒီကံကိုတော့မကြသတိရပေးရမယ်ထာဝရကုသိုလ်လည်းပဲအဲ့ဒီတိုင်းပဲလှူပြီးမေ့ပြရင်ကတော့ဘယ်လို့မှအာမမခံနိုင်ဘူးဟုတ်လားဖះကြီးတဲပြီးတော့မေ့ပြပြီးတော့ကြောင်းကြီးဆောက်ပြီးမေ့ပြရင်ကတော့ဒီကြောင်းသောတဲ့ကုသိုလ်ကြီးကအပေတားပါတယ်လို့အာမမခံနိုင်ဘူးနော်မမေ့နဲ့လေဟုတ်တယ်မလားဖះတဲပြီးရင်လည်းကိုဖះသူကကိုဖះတဲပြီးလို့ရှိရင်ကိုဖះပြုသူဆောင်းရှောင်းရမှာထိမ့်သိမ်းရမှာလေအဲ့ဒါလောက်ရမှာဗုဒ္ဓဝေယဝိသတွေလောက်ရမှာလေကျောင်းဆောက်ထားရင်လည်းပဲဖះခိုင်းတာလားရှိရလေကျောင်းဆောက်နေမပြီးဘူးတဲ့အဲ့ဒီကျောင်းနေတဲ့ကိုတော့အတွက်လိုအပ်ချက်တွေဖြည့်ဆည်းပေးရမှာတဲ့အဲ့ဒီလိုဖြည့်ပေးနေတော့ကုသိုလ်တွေသက်ကဖြစ်နေတာပေါ့နော်အဲ့လိုဖြစ်နေရင်တော့ဟုတ်တာပေါ့အပေတားတာပေါ့ကျောင်းလေးတစ်ခါဆောက်ပြီးတော့ကျောင်းမလာတော့ဘူးကျောင်းတက်ကအဲ့ဒါမျိုးဆိုရင်တော့ဘယ်လိုလုပ်တာမှတော့လို့ဟုတ်တယ်မလားအဲ့တော့အဲ့ဒီဟာတွေကအပေတားတယ်မတားဘူးဆိုတာကဒီကနေ့ကာလမှာနမိတ်ထင်မထင်ပေါ်သွားမှုတည်ပါတယ်ဒီကနေ့ကာလမှာအာယုံပြုတ်လိုက်လို့ကိုပြုတ်လိုက်တဲ့ကောင်းမှုကုသိုလ်တွေကနမိတ်လာထိုင်ရင်တော့တားမှာပေါ့နော်ကိုကမေ့ပြလိုက်လို့နမိတ်လာမထင်တော့သူဘလို့မှမတားနိုင်ဘူးဒီကနော်အေးအဲ့ဒါလေးကိုလည်းပဲသိစီခြင်းနဲ့ဝါဆိုသင်္ကန်းလှူတယ်ဆိုတာတော့အကောင်းဆုံးကတော့မင်းကိုဆရာတော်ကြီးဟောတယ်လို့ကာလဒါနကအကောင်းဆုံးပါပဲနော်အချိန်တည်တည်ဖြင့်လှူတုံနဲ့ချိန်သင်ကောင်းကျိုးရာကာလဒါနပြုဖို့လို့ရှိရင်တဲ့ဟိုသင်္ကန်းမှာမဟုတ်ပါဘူးဘာဖြစ်ပေါ့နော်ကာလဒါနတစ်ခုခုပြုဖို့လို့ရှိရင်အဲ့ဒီကုသိုလ်ကောင်းမှုကမိမိကလိုတဲ့ပစ္စည်းကိုတဲ့လိုတဲ့အချိန်မှာလွယ်ကူကူနဲ့ရနိုင်တဲ့အကျိုးရှိတယ်တဲ့အဲ့ဒီအကျိုးလေးကတန္တရာလဲနေတဲ့ရေကတော့တော်တော်လေးအသုံးကြတယ်နော်တန္တရာမလဲဘူးဆိုရင်လည်းကိစ္စမရှိဘူးနော်နောက်ဘဝတွေရှိအောင်မှာဆိုရင်တော့ဘဝတိုင်းအဲ့ဒါလေးကထောက်အဲ့ဒီကံလေးကထောက်ပေးမယ်ဆိုရင်ကိုလိုတဲ့ချိန်လိုတာလေးရတာပေါ့နော်လိုတာလေးတွေရတာအဲ့ဒါလေးတွေကဖြစ်တတ်ပါတယ်ငါအရင်တော့ကဟိုးငငယ်ဘကိုရင်ဘဝလောက်ကထင်ပါတယ်စားတောင်းတွေမဂ္ဂဇင်းတွေအဲ့တုန်းကရှောက်ဖတ်တယ်ပေါ့နော်လူတယောက်ထူးထူးဆန်းဆန်းကုံတင်မော်ကြီးပေါ်မှာသူကတင်မောသားပေါ့နော်လေ့ကျင့်ခန်းလုပ်တာလက်ပတ်ပြီးတော့ပြေးရတယ်တင်မောကြီးပေါ့လေအဲ့ဒါလုပ်ရင်းနဲ့အားလုံးပြီးတော့ကြာသွားတာတင်မောနဲ့အောက်ပင်လယ်ထဲမှာသူကြာတာဘယ်သူမှမသိဘူးတင်မောကြီးကမောင်းသွားတာသူကြာရစ်ခဲ့တာအဲ့ဒါဘာမှမပါတော့သူကိုးနေရင်နဲ့သူ့နားမှာလက်ကြီးတဲ့ကောင်ရောက်လာတာတဲ့အဲ့ဒီလက်ကြီးပေါ်ကြောပေါ်တက်နေတာလက်ကြီးကလည်းအောက်ငုတ်မသွားဘူးတဲ့သူငုတ်ရင်တော့ဒီကောင်တေမှာပဲအဲ့ဒါနဲ့အဲ့ဒီလက်ကြီးပေါ်ပဲသူထိုင်းပြီးတော့နေရင်ကနေပြီးတော့နောက်တစ်ခါသင်္ဘောတစ်စီးလာတာမြင်တဲ့အခါကျတော့သူအင်ကြီးချွတ်တက်ပြီးတော့ခါတဲ့လက်ကြီးပေါ်ကနေမတ်တက်ရပြီးတော့အင်ကြီးနဲ့ရက်ပြီးတော့ပြတော့ဟိုသင်္ဘောကမြင်သွားလို့အဲ့ဒီသင်္ဘောကနေနောက်သင်္ဘောကနေကဲတာသူလွတ်လာတယ်ဆိုတဲ့အကြောင်းလေးရေးထားတာငါဖတ်ဘူးတယ်နိုင်ငံသားတယောက်ဒါကာလဒါနဆိုတာအဲ့ဒါပြောတာနော်ကြည့်လို့သာသူတင်တော့မှမျိုးတော့မှပြင်လဲတဲ့လူကြတယ်ဘယ်သူမှမသိဘူးသူသင်္ဘောသားတယ်မသိဘူးသင်္ဘောကြီးမောင်းသွားဒါပေမဲ့သူနားမှာလက်ကြီးရောက်လာတယ်လက်ကြီးပေါ်တက်ထိုင်နေပြောတာပဲနော်ဒါငါစဉ်းစားကြည့်တာကာလဒါနဆိုတာအဲ့ဒါမျိုးပြောတာကွာလေအချိန်ကိုလိုနေတဲ့အချိန်လေးမှာလိုတဲ့ပစ္စည်းရောက်လာနော်